စတိကတော့ခေါ်အားလုံးပဲမင်္ဂလာပါနော်ဒီနေ့မှာတော့ဒီယုံနီအခုချက်ချင်းဆိုပြီးမှအမိတ်ဆန်ဆန်နဲ့ပြောတဲ့စကားလုံးလေးနဲ့ပတ်သက်ပြီးမှလာပြီးလေ့လာလိုက်ကြမယ်ပေါ့နော်ဒီယုံနီအခုချက်ချင်းသူကကြတော့အခုချက်ချင်းလှုပ်စေခြင်းတဲ့အခါမျိုးတွေမှာတုံးတယ်ပေါ့နော်ဥပမာနဲ့ကြည့်လိုက်မယ်ဆိုလို့ရှိရင်အခုချက်ချင်းတွားယူလာပေးဆိုလို့ရှိရင်ပိုင်အောင်မှာဟိုက်ဒီယုံနီပေါ့နော်ကျွန်တော်တို့ပြောမဲ့ကရိယာစကားလုံးတွေနောက်အားလုံးရမှာနောက်ဆုံးမှာထားပြီးတုံးတယ်ပေါ့နော်ပိုင်အောင်မှာဟိုက်ဒီယုံနီခုချက်ချင်းတွားယူလာပေးပေါ့နော်ခုချက်ချင်းလာယူသွားဆိုလို့ရှိရင်မအောင်ပိုင်ဒီယုံနီမအောင်ပိုင်ဒီယုံနီသုံးလို့ရတယ်ပေါ့နော်နောက်ဆုံးတစ်ခုအနေနဲ့ဆိုလို့ရှိရင်ခေါင်းဆောင်ကအခုချက်ချင်းလုပ်ဖို့ပြောတယ်ဆိုလို့ရှိရင်หัวหน้าบอกว่าไปทำเดี๋ยวนี้หัวหน้าบอกว่าไปทำเดี๋ยวนี้လို့သုံးပြလို့ရတယ်ပေါ့နော်ခုလိုမျိုးထိုင်းစကားကိုနိစနိကြကြနဲ့အချိန်တူတူတို့မှာပြောတတ်ချင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ answering မှာအတန်းသားမပြည့်ခင်တင်တန်းလေးလာအားလို့ရနေပါပြီရှင်အားလုံးကျေးဇူးများတင်ပါတယ်